Hello ဒီနေ့လည်း unboxing လေးတစ်ခုထပ်လုပ်ပါမယ်။ဒီနေ့ကတော့ hourglass လေးရောက်လာတာပါ။ hourglass လေးပါ။ဒီရလားစွမ်းလားဆိုပြီးတော့ဖြစ်နေကြတယ်။ဒီရစွမ်းလေးဖြစ်ပါတယ်ဒီနေ့စွမ်းလေးကဒီနေ့မှရောက်လာတာပါဒါကတော့ hourglass mini လေးတွေဝယ်ထားတာပေါ့နော်ဒါလေးတွေပြီးမှပဲထုတ်ပြပါမယ်ဒါလေးကစွမ်းလေးပါလူတကာပြောနေတဲ့စွမ်းလေးဖြစ်ပါတယ်စွမ်းလေးဖြစ်ပါတယ်ဒီနေ့မှပဲရောက်ပါတယ်လက်ထဲဦးကဒီမှာဘယ်လိုဖွင့်ရမလဲမသိဘူးဒီလိုမျိုးလေးဒီလိုလေးဖြစ်ပါတယ်စွမ်းကအပြင်မှာတော့လေအဲ့လောက်ကြီးသူ့ရဲ့ finishing ပေါင်လာတော့နည်းနည်းလေးညှို့တယ်ပေါ့နော်နောက် highlighter ကလည်းနည်းနည်းညှို့တယ်နောက် browser ကတော့အဆင်ပြေတယ်ပေါ့နော်နောက်ပြီးတော့ဒီ blusher လေးတွေတော့အဆင်ပြေတယ် blusher လေးတွေကတော့ကိုယ်အကြိုက်တွေပဲအကုန်အရောင်လေးတွေကလေ blusher အရောင်လေးတွေကတော့နောက်မှဒီ highlighter နဲ့finishing ပေါက်လာ finishing အဓိက finishing ပေါက်လာပေါ့နော်နည်းနည်းလေးညို့တယ်လို့ခံစားရတယ်ပေါ့နော် finishing ပေါက်လာတော့ဒီမှာထပ်ပြီးတော့ mini လေးတွေဝယ်ထားပါတယ် mini လေးတွေမှာဆိုရင်ဘာတွေဝယ်ထားလဲဆိုတော့ဒါသူ့ရဲ့ official ရတဲ့ဟာပေါ့နော်မှန်လေးရယ် glass လေးဒီမှန်လေးပါမယ်hourglass ကမှန်လေးပါတယ်ပေါ့နော်ပြီးရင် puff လေးရယ်နောက်ဒီနှာခမ်းညီလေးရယ် blusher 1 ml size လေးပေါ့နော် blusher 1 ml size ရယ်နောက်ဒီကောင်ကလည်း blusher ကို ambient luminous flash ပေါ့နော် luminous flash ကို mini size လေးပေါ့နော်သူကဘယ်လောက်ပါလဲဆိုတော့ 1.3 gram လေးပါသူကလုံးဝလေမိုက်တယ်ပေါ့နော်မီနီဆိုပေမဲ့အဲ့လိုဖြစ်ကလတ်ဆန်မဟုတ်ဘူးသူလုံးဝအဲ့လိုမျိုး full size ရဲ့အတိုင်းပါပဲ full size အတိုင်းပါပဲဒါလေးပါသူ့အကွက်လေးကဒီဘက်မှာပါတယ်လေအကွက်နဲ့တော့မှပဲတူတယ်ပေါ့နော်ဒီဘက်မှာပါတယ်တကွက်စာလောက်ဒီဘက်ဖက်လက်ထဲမှာပါတယ်တကွက်စာနဲ့တူတယ်ဈေးကတော့လေဒီကောင်ကသူ့အမျိုးမျိုးရောင်းကြရပေါ့နော်သူတို့တွေကအဲ့လိုဒါလေးကတော့အဲ့လိုမျိုး hourglass ကအဲ့လို makeup လေးနဲ့ puff လေးပေါ့နော်ဒါ makeup လေးနဲ့ puff လေးပါထူလေးပါ makeup လေးနဲ့ puff ထူလေးဒါကတော့လို powder 2 wave powder puff လေးဖြစ်ပါတယ်ကောင်းကြီးဒါလေးကတော့ဒီ so cosmetic distribution ကနေပြီးလက်ဆောင်ထည့်ပေးလိုက်တာပါမီနီလေးအများကြီးဝယ်လို့လက်ဆောင်တောင်းလိုက်တာဒါလေးလက်ဆောင်ပါပါတယ်ဒီအကွက်နဲ့ဒီအကွက်နဲ့ကလေ size တူတူလောက်ပဲပေါ့နော်ဒါကတော့လုံးဝပေါ့နော်ဟိုနဲ့ပဲတန်လိုက်နေပဲပေါ့နော်အဲ့ဆိုသူက 1.4 gram ကို6ကွက်ပါတာပေါ့နော်ဒီမှာကြည့်ကြည့်လိုက်ပေါ့နော် 1.4 gram ကို6ကွက်ပါတယ်ဒီကောင်က 1.3 gram ရှိပါတယ်ဒီကောင်ကဒီ size လေးကတော့ 1.3 gram ပေါ့နော် 1.3 gram ကို6ကွက်ပါတယ်အဲစွမ်းကို personally ရကြိုက်လာလို့မင်းတော့ blusher ကြိုက်တဲ့လူမလို့တော့စွမ်းကိုသဘောတော့ကြိုက်ပေါ့နော်သဘောကြိုက်ဆိုမဲ့ဒီ highlighter တို့ highlighter နဲ့ finishing ပေါင်တာတော့မကြိုက်ပါဘူး highlighter နဲ့ finishing ပေါင်တာတော့ဒီရပါတဲ့ဟာလေးတော့ပို့ပြီးသဘောကျပါတယ်ဒီမှာဒါလေးတစ်ချက်ပြအောင်ဒါကတော့ lipstick mini လေးပါ lipstick mini လေးကဘာနာမည်လဲဆိုတော့ Foxglove 356ဆိုတဲ့နာမည်လေးဖြစ်ပါတယ်lipstick သူကဘယ်လောက်ပါလဲဆိုတော့သူကလည်း1 gram size လေးပါပဲ1 gram size လေးပါဒါလည်းတိတိလေးပါဒါ
ဒါမျိုးလေးပါဒီလိုမျိုးလေးပေါ့နော်သူ hourglass mini တွေကတော့အရန်ကိုနော်ဟိုဖြစ်တယ်ပေါ့နော်တအားမိုက်တယ်ဆိုတာလေသူတို့ကအဲ့လိုမျိုးမီနီဆိုပြီးတော့လို့ဝိတ်လျှော့ထားတာမျိုးတွေမရှိဘူးပေါ့နော်ဒါမျိုးလေးအယောင်လေးဒီလိုလေးပါမီနီလေးကတော့တော်တော်သေးတယ်ပေါ့နော်ပြန်ဖုံးတော့တခြားဖုံးပါထိပ်ပိတ်သွားမှာဆိုလို့ဒီလိုမျိုးလေးပါပါတယ် hourglass ရဲ့ဒါကတော့ blusher ပေါ့နော် liquid blush လေးပေါ့နော် liquid blush လေးပါဒီ liquid blush ကရောဘယ်လောက်ပါလဲဆိုတော့သူလဲ1 ml size ပါပဲ liquid blush ကိုသူရဲ့အယောင်ကဘာအယောင်လဲဆိုတော့ SCENE sink ဆိုတဲ့အယောင်လေးပါဒီအယောင်လေးပါသူရဲ့ဒီဒါကိုရီးယားကနေပြီးတော့သူတို့ဝယ်ထားဆိုတော့လေကိုရီးယားစာရီအကုန်ပါတယ်ပေါ့နော်မီနီတွေကအစပေါ့နော်ဒီ lipstick mini လေးကိုလည်းသဘောကျတယ်ပေါ့နော် lipstick mini လေးကလည်းသူ့ full size လိုပဲသူ packaging ကလုံးဝမလျှော့ထားဘူးပေါ့နော်နောက်ပြီးတော့ဒီအကြိုက်ဆုံးကတော့ဒီ blusher mini လေးပေါ့နော် blusher mini လေးကတော့တော်တော်လေးကိုတန်တယ်ပေါ့နော်အခုရလိုက်တဲ့စီကသူက gift ရတဲ့အနေနဲ့ပေးတဲ့အတွက်ကြောင့်မလို့ပြန်ရောင်းလဲဆို6000 9000လားမသိဘူးပေးရတယ်ပေါ့နော်6000 9000 luminous flash ကိုဒီမှာပါတဲ့တစ်ခွက်စာလောက်ရှိတယ်ဒီမှာကတစ်ခွက်ကို 1.4 gram ပဲပါတာဒီမှာ 1.3 gram ပါတယ်ပေါ့နော်ဒီ mini မှာပေါ့နော်ဆိုလေဒါလေးကတော့မှန်လေးဖြစ်ပါတယ်ဒါလေးကတော့ hourglass ရဲ့မှန်လေးပါဒါတော့သူ့ရဲ့အိတ်ကလေးဖြစ်ပါတယ်ဒါ official ရလက်ဆောင်နေပေါ့နော်ဒါကိုကတော့ဝယ်တာတော့မရပါဘူးအကုန်လုံးပြန်ဝယ်ထားတာပါဒီမှာ Korea စာရေးအကုန်လုံးပါပါတယ်ဒါ Korea ကနေပြီးတော့သူတို့ထုတ်တာဆိုတော့လေကိုရီးယားစာအကုန်လုံးပါပါတယ်လေးတွေပါဒါဒီနေ့ကတော့ hourglass ရဲ့ unboxing day ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်